မိတ်ဆွေတို့အခုကျွန်တော်ပြောပြမိတဲ့အကြောင်းအရာဟာသိပ္ပံစိတ်ကူးရင်ဇာတ်တကားမဟုတ်ပါဘူး။လောကတဲ့နှစ်ပေါင်း150နီးပါးကတကယ်ဖြစ်ပျက်ခဲ့တဲ့ကမ္ဘာပြက်ကင်းကြီးတစ်ခုအကြောင်းပါ။ဒီနေ့ခေတ်မှာအန်နီညိုလို့ပြောလိုက်ရင်ကိုယ်အိုက်တာလောက်ပဲပြင်းပြကြမှာပါ။ဒါပေမဲ့1889ခုနှစ်ဝန်းကျင်ကဖြစ်ပျက်ခဲ့တဲ့အန်နီညိုဟာကမ္ဘာလူဦးရေရဲ့400ခန့်နှုန်းဒါမှမဟုတ်လူပေါင်း150နီးပါးကိုတေတွင်းနဲ့ပို့ဆောင်ခဲ့တဲ့ဆိုတာကိုရောသိယုံနိုင်ပါသလား။1886ခုနှစ်မှာစတင်ခဲ့တာပါ။အာရှ၊အာဖရိကနဲ့တောင်အမေရိကတိုက်ကြီးတွေမှာမိုးရာသီရောက်ပေမဲ့မိုးကတစ်စက်မှမရွာခဲ့ပါဘူး။ပစိဖိတ်သမုဒ္ဒရာရေပြင်တွေဟာပုံမှန်ထက်ပူနွေးလာတဲ့အန်နီညိုဖြစ်စဉ်ကြောင့်ကမ္ဘာရာသီဥတုစနစ်ကြီးတစ်ခုလုံးကမောက်ကမဖြစ်သွားခဲ့ပါတယ်။စိုက်ပျိုးရေးကိုအဓိကအားထားရတဲ့နိုင်ငံတွေမှာမြစ်ရေတွေလည်းခန်းချောက်၊လယ်ကွင်းတွေလည်းအကွဲပြီးကောက်ပဲသီးနှံတွေအကုန်6သိပျက်စီးကုန်ပါတယ်။အဲဒီကနေတဆင့်သမိုင်းမှာအဆိုးရွားဆုံးကမ္ဘာလုံးဆိုင်ရာအငတ်ပေးကြီးစတင်ခဲ့တာပါပဲ။ဒီတန်းကိုအဆိုးဆုံးခံခဲ့ရတာကအိန္ဒိယနိုင်ငံပါ။ဒါပေမဲ့သဘာဝဘေးထက်ပိုရဲဆက်တာကလူတွေရဲ့လုပ်ရပါပဲ။အဲဒီချိန်ကအိန္ဒိယကိုအုပ်ချုပ်နေတဲ့ဗြိတိရှအစိုးရဟာအိန္ဒိယပြည်သူတွေငတ်တည်နေတာကိုလျစ်လျူရှုပြီးကြန့်ရှိနေတဲ့ဂျုံနဲ့စပါးတွေကိုဥရောပစီအတင်းအဓမ္မဆက်လက်တင်ပို့ခဲ့ပါတယ်။ရလဒ်ကတော့အိန္ဒိယမှာလူပေါင်း29တန်းထိငတ်မွန်ဖောင်းပါမှုနဲ့ယောဂကူးစက်မှုတွေကြောင့်လမ်းဘေးမှာတင်ဒီလိုပဲအသက်ပြောက်ခဲ့ကြရပါတယ်။တရုတ်ပြည်မြောက်ပိုင်းမှာလည်းအချင်းတွေကငရဲတစ်ခုလိုပါပဲ။တုံးတဲ့ဇက်တိုင်းမိုးခေါင်တဲ့အတွက်လူတရားစားစရာမရှိတော့ပဲတစ်ခေါက်တွေရွှွန့်တွေကိုတောင်စားခဲ့ကြရပါတယ်။နောက်ဆုံးမှာတော့စိတ်ကူးကြီးပေါ်တောင်ခက်ခဲတဲ့လူသားအချင်းချင်းပြန်လဲစားတော့ကြတဲ့အထိအစီအထိရောက်သွားခဲ့ရပါတယ်။တရုတ်နိုင်ငံတစ်ခုထဲမှာတင်လူပေါင်း73သန်းလောက်တည်ဆုံခဲ့ရပါတယ်။ဒီကဆိုကြီးဟာတစ်ကမ္ဘာလုံးကိုပတ်ခဲ့တာပါ။ဘရာဇီးနိုင်ငံမှာရွာလုံးကျော်အိုးပြစ်အိမ်ပြစ်ထွက်ပြေးခဲ့ကြရသလိုအာဖရိကတိုက်မှာလည်းလူပေါင်းများစွာတည်ဆုံခဲ့ရပါတယ်။အဲဒီခေတ်ကလူတွေဟာသိပ္ပံနည်းကြအဖြစ်ကိုမသိပဲဘုရားသခင်အမျက်ထွက်တာလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ယနေ့ခေတ်သိပ္ပံပညာရှင်တွေကသစ်ပင်တွေရဲ့ကွင်းတွေကိုပြန်လည်လေ့လာကြည့်တဲ့အခါအော်စရာအဖြစ်တစ်ခုရခဲ့ပါတယ်။1889ခုနှစ်ကဖြစ်ပျက်ခဲ့တာဟာသမိုင်းတစ်လျှောက်အပြင်းထန်ဆုံးစံချိန်တင်အန်နီညိုကြီးဖြစ်ခဲ့တာပါ။ဒီစေတို့စုစုပေါင်းတည်ဆုံးသူ150ဆိုတာပထမကမ္ဘာစစ်မှာတည်ဆုံးခဲ့တဲ့အယူတက်ထက်တော့ပိုများပါတယ်။တဘာဝတရားရဲ့ဒေါသဟာလူသားတွေထင်တတ်တဲ့ပိုပြီးကြောက်စရာကောင်းပါတယ်။အခုဆိုရင်ကျွန်တော်တို့ကမ္ဘာကြီးမှာဓာတိဥတုဖောက်ပြန်မှုတွေပိုဆိုးလာနေပါပြီ။နောက်တစ်ချိန်မှာဒီထက်ပိုပြင်းထန်တဲ့အန်နီညိုကဆိုးကြီးတွေထပ်ပေါ်မလာနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူး။အကယ်၍သမိုင်းကအဖြစ်ပြက်တွေလို့အစားအသောက်နဲ့ရေလုံးဝပြက်လက်သွားမယ့်အငတ်ပင်းမျိုးသာဒီနေ့ခေတ်မှာထပ်ဖြစ်လာခဲ့မယ်ဆိုရင်လူသားတွေနေနဲ့အရင်လိုပဲတကူကောင်းဆန်တဲ့လုပ်ရက်တွေလုပ်ကြအောင်မလား။ဒါမှမဟုတ်အချင်းချင်းရိုင်းပေးကူညီပြီးဖျက်ကျော်နိုင်ကြမလား။မိတ်ဆွေတွေရဲ့အမြင်လေးတွေကိုကွန်မန့်မှာရေးပေးတော့ပါအောင်ဗျာ။နားထောင်ပေးသူဒူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။